ပထမရှင်းပြရပေါ့နော် balance with your life ဆိုတဲ့ဒီဆရာမမုံလို့စီရဲ့စာအုပ်လေးကသူ့ရဲ့ငွေက life တစ်ခုမှာ balance ညီသွားခြင်းတယ်လူတွေကပေါ့လေများသောအားဖြင့်ဟိုဘယ်လိုပြောမလဲ balance ညီအောင်လုပ်ကြဖို့ဆိုတော့တော်တော်ခက်တဲ့အလုပ်ကွာဒီလားငွေကိုယ်တိုင်လည်း balance ညီအောင်လုပ်ဖို့ဆိုတာလေတော်တော်ခက်တယ်အဲ့လိုပဲပေါ့နော်ဟို live တစ်ခုမှာပဲဖြစ်ဘယ်ရမှာပဲဖြစ်ပေါ့နော် balance ညီအောင်နေဖို့ဆိုတာအရန်ဟိုဘယ်လိုပြောမလဲခက်ခဲတဲ့အလုပ်ပေါ့နော်အဲ့တော့ဒါပေမဲ့ဘယ်လောက်ပဲခက်ခဲကိုကအကောင်းဆုံးကိုကပေါ့နော်စူးစမ်းပြီးတော့ဘဝတစ်ခုကိုဖြတ်သန်းနေဖို့လိုတယ်အဲ့တော့ငွေကလေပထမဗီဒီယိုလေးကနေပြီးတော့ပြန်ဆက်ရမယ်ဆိုရင်ငွေတို့အခုနောက်ပိုင်းမှာပေါ့နော်ရာသီဥတုတွေဖောက်ပြန်ကြတယ်ဟလာငလင်းတွေလှုပ်ကြတယ်ငွေတို့မြန်မာနိုင်ငံမှာဆိုရင်အိုးအိမ်တွေအသက်တွေအများကြီးဆုံးရှုံးကြရပေါ့နော်အဲ့တော့ဟိုလူတွေကလေအသက်ရှင်ပြီးတော့ကြံခဲ့တဲ့သူတွေကလည်းလေဟိုဘဝမှာပိုင်ဆိုင်ထားတဲ့ပေါ့နော်စီစဉ်ဥစ္စာတွေကိုရှာဖွေထားစူးစမ်းထားတဲ့ငွေကြီးဥစ္စာတွေအကုန်လုံးဟိုပျက်စီးပြီးတော့ဆုံးရှုံးရတယ်ပေါ့နော်အဲ့တော့ stress တွေကပုံများတယ်အဲ့တော့အဲ့ဒီကနေမှာပေါ့နော်ကိုက life တစ်ခုကိုပြန်လည်ပြီးတော့ဟိုဘယ်လိုပြောမလဲပြန်လည်ထူထောင်ဖို့ဆိုတာလေစိတ်ပိုင်းဆိုင်ရာတွေလည်းအများကြီးကိုညီလိုအပ်တယ်ပေါ့နော်အဲ့တော့ငွေဘက်ကနေမှဒါစိတ်ခွန်အားအနေနဲ့ပေါ့လေငွေတက်နိုင်တဲ့လောက်လေးဒီဗီဒီယိုလေးရိုက်ပြီးတော့ငွေ sharing လုပ်တာပါအဲ့တော့ငွေတို့ဒီငွေကိုယ်တိုင်လည်းကြာရှုံးခဲ့ဘူးလေပေါ့နော်ဘဝမှာလေအကုန်လုံးကြာရှုံးခဲ့ဘူးလေအဲ့ခါမှာကိုဘဝအသစ်တစ်ခုကိုပြန်စားရတဲ့အခါမှာပေါ့နော်ကိုကအရင်တော့လိုပုံစံမျိုးနဲ့မဟုတ်ဘဲနဲ့ပေါ့ကိုယ့်ရဲ့စိတ်ခွန်အားတွေယူပြီးတော့ပေါ့နော်ကိုယ့်ရဲ့ live တစ်ခုကိုဘယ်လိုက်နေသွားစေချင်တယ်ပေါ့ကွာအဲ့တော့ငွေလိုကြာရှုံးခဲ့တဲ့အခါမှာလည်းငွေ live တစ်ခုကိုဘယ်လိုက်နေသွားချင်တယ်ပေါ့အဲ့တော့ငွေဘယ်လိုလုပ်ရမလဲဆိုစာတွေဖတ်တယ်အဲ့လိုပေါ့နော် live မှာကိုအရင်တော့ဖြစ်ခဲ့ရမယ်မဖြစ်ချင်တော့ကွာ live တစ်ခုလေးအကောင်းဆုံးကိုဖြတ်ကျော်ချင်တယ်ပေါ့နော်အဲ့တော့ငွေအများကြီးလေးလာပြီးတော့ဘယ်လိုပြောမလဲငွေအများကြီးစိတ်ခွန်အားတွေယူခဲ့ရတယ်ပေါ့ကွာအဲ့လိုမျိုးပဲငွေဘက်ကနေမှဒီနေ့ပေါ့နော်တက်နိုင်တဲ့လောက်လေးငွေစိတ်ခွန်အားပေးချင်တဲ့သဘောနဲ့ပေါ့နော်ငွေဒီဗီဒီယိုလေးရိုက်တာဖြစ်ပါတယ်ပေါ့နော်အဲ့တော့ဒီစာအုပ်လေးငွေဖတ်ပြဖြစ်ပါတယ်အနည်းဆုံးတော့ကွာဒီလားငွေတို့ဘဝတစ်ခုကိုပြန်လည်ပြီးတော့ထူထောင်တဲ့အခါမှာဖြတ်သန်းတဲ့အခါမှာဟိုစိတ်ခွန်အားအနေနဲ့ကိုဘာဘယ်လိုလုံးရမလဲဘယ်လိုမျိုးကြီးပေါ့နော် habit လေးလုံးရမလဲဆိုတာလေအရင်အရေးကြီးရပေါ့နော်အဲ့တော့နေ့တစ်ဝါမှာကိုဘယ်လိုပုံစံမျိုးနဲ့ဖြတ်သန်းပြီးစတင်ပြန်တည်ဆောက်မလဲဆိုတာကအရေးကြီးရပေါ့လေဘယ်လိုစိတ်ထားမလဲဘာဘယ်လိုလုံးရမလဲပေါ့အချိန်မှန်အေးရွာအောင်အေးရမယ်နောက်တစ်ခုကကျတော့ဘယ်လိုရင်မြန်းတောင်းရမယ်ပေါ့ဒါ basic အကျမ်းမိုက်ကောင်းနေရမယ်ဒါ basic အခြေခံ live တစ်ခုမှာပေါ့လိုအပ်တဲ့အရာတွေဖြစ်ပါတယ်အဲ့ဒါတွေငွေကဒီ sharing လုပ်တာပေါ့နော် sharing လုပ်နေငွေဒီ balance video live ဆိုတဲ့စာအုပ်လေးမှာငွေ live တစ်ခုပေါ့နော် balance ညီအောင်ငွေကိုယ်တိုင်လေးစူးစမ်းပြီးဖြတ်သန်းနေပါတယ်အဲ့တော့ငွေဒီစာအုပ်ထဲကလိုမျိုးလေးငွေ live လုပ်တာလေးရှိရပေါ့နော် happy လေးရှိရအဲ့ဒါလေးငွေကပြန်ပြီးတော့ဟို sharing လုပ်ပြီးတော့ပေါ့နော်ငွေစိတ်တစ်ဖက်တစ်လမ်းနေငွေစိတ်ခွန်အားပေးခြင်းဖြစ်ပါတယ်ပေါ့နော်အဲ့တော့ငွေဒီနေ့ပြန်ပြီးစပြီးတော့ဆက်ဖက်ပေးမယ်ဟိုဒီအိတ်လေးပေါ့နော်ဒီအိတ်ကြောင့်ငွေဆက်ဖက်ပေးပါမယ်အမှားဆုံးအနေနဲ့မျိုးကဝိတ်လျှော့ပါတဲ့နော်ဆရာမကပြောထားတယ်ဒီအိမ်မှာပေါ့နော်အရှိမလဲရေမြများတောင်းရမယ်အေးဝအောင်အေးရမယ်ကျမကောင်လေးရမယ်အဲ့လိုပဲဒီမှာဆိုလေဝိတ်လျှော့ပါပေါ့နော်ဝိတ်လျှော့ပါဆိုပြီးတော့မှာထားတယ်နောက်တစ်ခုကငွေအပိုင်းပိုင်းလေးပဲငွေဟို heading လေးတွေပဲငွေလေးလိုအပ်တဲ့အရာလေးတွေပဲပြောပြသွားပေးမယ်ပေါ့နော်အဲ့တော့အဓိကဘာကြောင့်မချုပ်ခိုင်းလားဆိုတော့ကျမရေကောင်းမလို့ပဲကျမချင်းဒီလက်တပါဆိုရဟိုအခန်းတစ်ကပေါ့နော်အခန်းတစ်ကဆိုတဲ့အတိုင်းငွေကကျမချင်းဒီလက်တပါဆိုတဲ့အရာလေးအရင်လုံးအပိုင်းပေါ့အဲ့လိုပဲနောက်တစ်ခုကကြာဘာလဲဆိုတော့လေပထမပိုင်းက physical အခန်းတစ်မှာကျတော့ physical ပိုင်းပေါ့နော်ဒါကကျတော့ emotional လို့ခေါ်တဲ့စိတ်ခံစားမှုပိုင်းဆိုင်ရာဆိုရင်နံပါတ်1ပေါ့အဲ့မှာဆိုရင် तू ကကြောက်စိတ်ကိုအနိုင်ယူရမယ်တဲ့ကြောက်စိတ်ကိုကျွန်တော်ဘယ်လိုအနိုင်ယူလဲဆိုငွေကတော့ကြောက်စိတ်ကိုထိတ်တိုက်ရင်ဆိုင်ဖြစ်ရှင်းတယ်ငွေဥပမာပြောရမယ်ဆိုရင်ငွေကအရင်တော့အရင် high six ရှိ high six ဆိုတာလေအခုချိန်ကြီးရှိနေတော့မယ်ပေါ့နော်တချို့အရာမှာ high six ရှိရဲငွေကကျန်တာတိတ်မကြောက်ဘူးကျန်တာလုံးဝမကြောက်ဘူးငွေအခုချိန်ဒီကြောက်စိတ်ကဘာလဲဆိုတော့တချို့အရာမှာ high six ရှိရဲဆိုတာလေအဲ့လိုဓာတ်လီကအရင်တော့ဆိုရင်ကွာမန္တလေးတောင်မှာတက်တယ်ဆိုဓာတ်လီကရမတ်ကြီးပြီလားမန္တလေးတောင်မှာဆိုဓာတ်လီကရလေအဲ့လိုမတ်ကြီးကိုမှလေအရှိပဲအခုဘန်ကောက်မှာဆိုရင်terminator 1မှာဆိုရင်ရှိတယ်ဓာတ်လီကရရှေးရွေးအမြင့်ပဲနော်အဲ့လိုမျိုးပေါ့နော်ငွေအဲ့လိုမျိုးကြီးဆိုငွေမတက်ရဲဘူးပြီလားအမှန်တမ်းပြောရင်တက်ရဲတယ်ဒါပေမဲ့ခြေပွားရေလုံးဝရားပြီးတော့လေအနောက်လှည့်မကြည့်ရနောက်လည်းချင်းမူးပြီးတော့အဲ့လိုမျိုးမိတ်လဲသွားမှမျိုးအရန်ကြောက်တယ်ကွာသိလားအဲ့လို fear အရန်ကြောက်တယ်ပေါ့နော်အမြင့်ကြောက်တတ်တယ် high six ရှိရဲအဲ့ခါကျတော့အခုချိန်ပေါ့နော်ဟာမအောင်ငေါ့တွေ့တာတွဲထားမှရမယ်ဆိုပြီးတော့ပေါ့နော်အဲ့လိုမျိုးတယောက်တည်းသာသွားရင်အဲ့ high six ကိုငွေအဲ့ဟာယူဘလို့မှတိုက်မှာမတက်ရဲဘူးပေါ့နော်ပြောချင်တာဒီလိုတက်မဲ့တွေကတိတ်ကိစ္စမျိုးဒါပေမဲ့အဲ့လို high six ကြီးဒါပေမဲ့အဲ့တော့ငွေက roller coaster လည်းအရင်ကြိုက်တယ် high six တာရှိရအရင်ကြိုက်တယ်အဲ့တော့လေဒီတစ်ခါဆိုလေ roller coaster 360လဲဟာယူစီးပလိုက်တယ်ကွာဒီလားအဲ့လိုမျိုးပေါ့နော်ငွေ
အဲ့လိုမျိုး roller coaster တော့အရင်ကြိုက်တယ်အရင်တော့အဲ့လို roller coaster ကိုလေဒီလောက်သွားတာပဲစီဒါပေမဲ့အခုတော့360ကိုစီးချပလိုက်တော့ကအဲ့လိုကိုကြောက်တဲ့ကြောက်စိတ်တွေကိုပဲဟိုကိုကြောက်တဲ့အရာတွေပဲငွေလိုက်လို့တယ်အခုနောက်ဆုံးဆိုရင်ငွေအပြင်သွားရင်လည်းအဲ့လိုအမြင့်တွေဓာတ်လိုက်ကအမြင့်တွေဆိုရင်ငွေမတက်ရဲကွာဘေးနားတယောက်ပါမှာဒါပေမဲ့ငွေဘယ်လောက်ထိ challenge ကိုလုပ်လဲဆိုတော့ပေါ့နော်ပြောချင်တာကဘာလဲဆိုကို challenge ဘယ်လောက်ထိလုပ်လဲဆိုတယောက်တည်းသွားတယ်သွားပြီးတော့တယောက်တည်းတက်တယ်တက်နေတဲ့အချိန်မှာလုံးဝလှည့်မကြည့်ရောကွာအမြင့်နေတယ်စီးလုံးရဲ့တို့ MRD ရဲ့စီးလုံး MRD ရဲ့ဓာတ်လိုက်ကိုင်းဆိုလေအမြင့်ဆုံးပဲအခြေပဲမရအောင်တယောက်တည်းအဲ့လိုသွားပြပေါ့နော်ဟိုအပေါ်မရောက်အောင်အဲ့လိုကိုင်းပြောကွာအဲ့ကြောက်စိတ်ကိုငွေဖျက်ကျော်တယ်ပေါ့နော်အဲ့ဒါငွေရဲ့ဒီကြောက်စိတ်ကိုဖျက်ကျော်တယ်နီလန်မျိုးငွေရှင်းပြပေးရဖြစ်ပါတယ်ပေါ့နော်ငွေကတော့ high 6ရှိရဲ့အရင်တော့ပေါ့လေအဲ့လိုမျိုးကြောက်စိတ်တွေကိုတဲ့ဖျက်ကျော်မှာပေါ့နော်ဒီမှာပြောထားတယ်လူတိုင်းကကိုကြောက်နေတဲ့အရာတစ်ခုကိုပေါ့နော် तू ကဖြစ်အောင်လုပ်သွားနိုင်တယ်ဆိုတာတဲ့ तू မကြောက်တယ်လို့မဟုတ်ဘူးပေါ့နော်အဲ့ကြောက်တဲ့အရာကိုကြော်ထားခြင်းသာဖြစ်တယ်ဆိုတော့မှန်တယ်ပေါ့ကွာလူတွေကဟိုကြောက်တယ်ဆိုပြီးတော့ကွာကြောက်တယ်လို့ရှောင်ဖယ်လိုက်ရင်အလုံးဒီအဲ့ကြောက်စိတ်ကြီးကအမြင်နဲ့ရှိနေပြီးတော့ကြော်ထားနိုင်မှာမဟုတ်အဲ့ကြောက်စိတ်ကြီးအဲ့တော့ငွေကအဲ့ကြောင့်မို့ပေါ့နော်အမြင်ကိုကြောက်တယ်ဆိုရင်အဲ့အမြင်တွေကိုပဲငွေသွားပြစ်တာဘယ်လောက်မြင်မှာမြင်ချင်လောက်မြင်ကြောက်တယ်အမြင်ကြောက်တယ်ဒါပေမဲ့အဲ့အမြင်ကိုမရအောင်ကွာဟိုသွားလိုက်တဲ့ခါကျရင်အော်ငါလုံနိုင်လားမဲဆိုတဲ့စိတ်လေးနဲ့ငွေဖြစ်သွားတယ်ပေါ့နော်အဲ့တော့ငွေကကြောက်စိတ်ကိုကိုယ်ကရင်ဆိုင်ပြီးတော့ဖြည့်ရှင်းလိုက်တယ်ပေါ့အဲ့လိုမျိုးပေါ့နော်